တင်ဘလောက်တော့လူတွေကတင့်ကို3စက္ကန့်အတွင်းမှာ judge လုပ်ပြီးသားပဲဒီစကားပုံတစ်ခုကြားဘူးလားတော့မသိဘူး Don't judge a book by its cover ငယ်တော့ကလူကြီးစုံမှပြောကြတာပေါ့နော်သူတယောက်ကိုအပေါ်ရင်ကြည့်ပြီးမဆုံးဖြတ်နဲ့ရုပ်လာဖို့ဓာတ်စိတ်လာဖို့ကအရေးကြီးဆုံးပဲအဲ့ဒီစကားကဒီပြင်ပကဘာမှာတော့အသုံးမဝင်ဘူးပေါ့နော်လူတွေကလူတယောက်ကိုမြင်ရင်ဒီ physical appearance ကိုပဲအရင်ဆုံးကြည့်လို့ရှိတယ်ကိုနဲ့မသိတဲ့လူတယောက်ဆိုအရင်ဆုံးဒီအပြင်စင်အဝတ်အစားသပင်ပုံစံလက်သက်ခြေသက်အဲ့ဒါတွေကိုပဲကြည့်ကြရလေမကောင်းစရာအမှန်တရားတစ်ခုကတော့လေလူတွေကကိုနဲ့မခင်ခင်မရင်းနှီးခင်ကိုရဲ့အတွင်းစိတ်ကိုမသိခင်မှာပဲသူတို့ကကိုရဲ့ရုပ်ရည်ကိုကြည့်ပြီးတော့ဆုံးဖြတ်လိုက်ကြတာများတယ်ပေါ့နော်စိတ်ပညာအရာမှာအသာစီးရခြင်းအဲ့ဒါက the halo effect လို့ခေါ်တယ်စိတ်ပညာမှာ halo effect ဆိုတာရှိတယ်ဒါကလေလူတယောက်ရဲ့ထင်ရှားတဲ့ကောင်းကွက်တစ်ခုဥပမာရုပ်ရည်တက်ပြန့်ခြင်းကိုမြင်လိုက်ရတာနဲ့ကျန်တဲ့အရာတွေပါတော်မယ်ကောင်းမယ်ဆိုပြီးတော့ထင်လိုက်ကြတာမျိုးပေါ့နော်လူတယောက်ကမျက်ကြည့်ကောင်းတယ်လှပတယ်ဆိုရင်သူကကျန်တဲ့အရာတွေမှာပါတော်တယ်ဆိုပြီးတော့ကျွန်တော်ရဲ့အုံနောက်ကအဲ့လိုဆုံးဖြတ်လိုက်ကြတာများတယ်ဒါအုံနောက်ရဲ့အလိုတရား system လို့ပြောရမယ်ကိုကကြည့်ကောင်းနေတဲ့အခါမှာအလုပ် interview မှာပဲဖြစ်ဖြစ်တခြားဈေးဝယ်တဲ့နေရာမှာဖြစ်ဖြစ်လူတွေကကိုယ်ပို့ပြီးတော့ဦးစားပေးတတ်ကြတယ်တရားဥလို့ထင်ကောင်းထင်ကြလိမ့်မယ်ဒါပေမဲ့ဒီဟာကပြင်ပကဘာမှာတကယ်ကြီးကိုဖြစ်ပျက်နေတဲ့လူသားတွေရဲ့သဘာဝတုတ်ပြန်မှုတစ်ခုပေါ့ရုပ်ရည်ကြည့်ကောင်းတဲ့လူတွေဆိုရင်ဟိုးအရင်ဖြစ်ကြရကျမ်းမာတန်ဆွမ်းကြတယ်ဆိုပြီးလူတွေကတွေးချင်မြင်တတ်ကြတယ်ကို့မှာကြည်လင်တဲ့အသားကြီးအဲ့လိုတောက်ပတဲ့မျက်ဝန်းတွေအဲ့လိုတေးတက်တဲ့ခန္ဓာကိုယ်ကြီးရှိနေတာကလည်းမင်းကယောဂကင်းတယ်ကျမ်းမာရေးကောင်းနေဆိုပြီးတော့ကောက်ချက်ချလိုက်တာများတယ်ဒါရုပ်ရည်ကြည့်ကောင်းခြင်းကငါက energy အပြည့်ရှိတယ်ငါမှအလုပ်လုပ်နိုင်စွမ်းတွေရှိတယ်ဆိုပြီးတော့ပတ်ဝန်းကျင်ကို message ပေးနေရတယ်အတူတူပါပဲနောက်တစ်ချက် set discipline မိမိကိုယ်ကိုထိန်းကျောင်းနိုင်မှုကြည့်ကောင်းမှုဆိုတာကလေအလကားရတာမဟုတ်ဘူးအသားဖြူဖို့အသားရည်လှဖို့အသားရည်ကောင်းဖို့သပင်တွေကျန်းမာတန်ဆွမ်းမှုအဲ့ဒီဟာတွေအကုန်လုံးကလေအချိန်ပေးရတယ်နေ့စဉ်မပြင်းမရိလုံနိုင်မှပဲရတဲ့အရာတွေပေါ့နော်ဥပမာကိုကရုပ်ရည်ကတော့ချောမောလှပပါတယ်ဒါပေမဲ့ဟိုပစ္စလက်ခန့်နေမတသက်ရက်မနေဘူးဆိုရင်ကို့နာဘယ်သူမှကတ်ချင်မှာမဟုတ်ဘူးလေဒီခေတ်မှာရုပ်ရည်လှပဖို့ဆိုတာကလေတကူတကကြီးစူးစမ်းအထောက်စရာမလိုဘူးပေါ့နော်အကြီးကပတ်စံများများရှာရင်ရုပ်ရည်ကြည့်ကောင်းမှုဆိုတာကအလွယ်လေးပဲနောက်တစ်ခုလူတစ်ယောက်ကလေသူ့ရဲ့ဒီအပြင်မဲ့ဒီ physical appearance ကိုတေချာဂရုစိုက်နိုင်တယ်ဆိုရင်ဒီလူကအလုပ်အကင်နဲ့တခြားအကိစ္စတွေမှာလည်းတာဝန်ယူမှုတာဝန်ခံမှုရှိရလို့အများကထင်ကြရပေါ့နော်အဲ့ဒါကြောင့် appearance ကကိုယ့်ရဲ့ကိုကျင့်တရားနဲ့ကိုယ့်ရဲ့ discipline ကိုဖော်ပြနေတဲ့အမှတ်ပုံတင်တစ်ခုလိုပဲကိုကရုပ်ရည်ကြည့်ကောင်းတယ်ဆိုပြီးကိုယ်ကိုခံစားရတဲ့အခါမှာ confidence လို့ပါတယ်ကိုယ့်ကိုကြည့်ကောင်းတယ်လို့ခံစားရတဲ့နေ့မှာကိုယ့်ရဲ့လမ်းလျှောက်ပုံတွေကိုယ့်ရဲ့စကားပြောပုံတွေကိုယ့်ရဲ့ဆုံးဖြတ်ချက်ချပုံတွေကတိတိကျပြောင်းလဲသွားတယ်ကိုယ့်ကိုယုံကြည်မှုရှိနေလို့ရှိရင်လေတစ်ဖက်ကလည်းကိုယ့်ကို respect ပေးတယ်အဲ့ဒါကြောင့်တော်များပြောကြတယ်တခြားလူကိုမချစ်ခင်ကိုယ့်ကိုအရင်ချစ်ကိုယ့်ကိုချစ်တတ်အောင်ကြိုးစားဆိုပြီးတော့ကိုယ့်ကိုအရင်ဂရုစိုက်ကိုယ်ကကိုယ့်ကိုဂရုစိုက်မှသူများကိုဘယ်လိုဂရုစိုက်မလဲဆိုတာသိလိမ့်မယ်လှပကလေကိုယ့်ကိုယုံကြည်မှုပေးတဲ့အကောင်းဆုံး booster ဖြစ်တာကြောင့်လုပ်ငန်းရှင်တွေခေါင်းဆောင်တွေကဘာလို့သူရဲ့ appearance ကိုကောင်းမွန်အောင်ထားကြလဲဆိုတဲ့အဖြေပေါ့နော်မြန်မာနိုင်ငံမှာလုပ်ငန်းရှင်တော်တော်များများကဘာလို့သူရဲ့ profile မှာကိုယ့် engine တွေဝတ်ပြီးလုပ်ငန်းကြလဲဆိုတာတော့နားမလည်ဘူးပေါ့နော်ဒါပေမဲ့အခုတော့ဒီဟာကိုကြည့်လိုက်တဲ့အချိန်မှာတော့သူတို့ကကြည့်ကောင်းချင်လို့အဲ့ကိုယ့် engine ကိုဝတ်ထားကြပါလားဆိုပြီးတော့ message တစ်ခုတော့ရလိုက်တယ်အဲ့ဒါကြောင့်ရုပ်ရည်ကြည့်ကောင်းမှုစူးစမ်းတာကအပေါ်ယံစံတာမဟုတ်ဘူးကိုယ့်ကိုလေးစားတာကိုယ့်ကိုပတ်ဝန်းကျင်ကိုလေးစားတာ self respect လည်းရှိတယ်ပြီးရင် respect for others လည်းဖြစ်တယ်ပေါ့နော်ရုပ်ရည်ဆိုပြီးပြောလိုက်လို့ရှိရင်မွေးရပါကိုယ့်ရဲ့ဒီမိခင်ဝမ်းတွေကထွက်လာကြတဲ့ဒီရုပ်ရည်ကိုပြောကြတာမဟုတ်ဘူးကိုကဘယ်လောက်ထိပြုပြင်ထိန်းသိမ်းနိုင်လဲအဲ့ဒီဟာကိုလည်းပြောချင်တာလူတိုင်းကလေလှပတဲ့အရာကိုပဲကြည့်ချင်တယ်မလှပတဲ့အရာကိုမကြည့်ချင်ဘူးကိုယ့်ရဲ့ဘေးနားမှာလည်းမထားချင်ကြဘူးကိုကကိုယ့်ကိုအဲ့လိုမျိုးစူးပင်တပင်လိုမနေဘဲနဲ့အားလုံးကကိုယ်ငေးမောအားကြရတဲ့ပန်းကလေးတစ်ပွင့်ဖြစ်အောင်အမြဲတမ်းပြုစုပြောထောင်နေဖို့ပြောချင်တယ်ပေါ့နော်ဘလောက်ပဲတော်နေပါစေလူတွေကပထမဆုံးကိုယ့်ကိုကြည့်လို့ရှိရင်ကိုယ့်ရဲ့ physical appearance ကိုပဲကြည့်ကြမှာလေအဲ့ဒါကြောင့်ကိုကတစ်ခုကိုစူးစမ်းနေရဆိုလို့ရှိရင်လည်းဒီကိုယ့်ရဲ့ရုပ်ရည်ကိုယ့်ရဲ့ physical appearance ကိုလည်းပြစ်မထားဘဲနဲ့ဒီဘက်ကိုလည်းနည်းနည်းလေးအားဆိုင်ဖို့ပြောချင်တယ်လူတွေကကိုယ့်ရဲ့စိတ်ကောင်းကိုမမြင်ဘူးကိုဘာဝတ်ထားလဲဘာဝတ်ထားဆိုတာ branded တွေဝတ်ထားမှာမဟုတ်ဘူးပေါ့နော်ဟိုတသက်ရဲ့ကြည့်ကောင်းလို့ရှိရင်အဆင်ပြေပြီကုမ္ပဏီတွေမှာလောက်သွားရှာလို့ရှိရင်လည်းလူနှစ်ယောက်ကအရေးချင်းတူရင်တော့မှဘယ်သူ့ကိုရွေးမယ်ချင်လဲနည်းနည်းလေး physical appearance
ကြည့်ကောင်းတဲ့လူကိုပဲသူတို့ကရွေးကြတယ်အဝတ်စားဝတ်တာတက်ရတဲ့လူအဲ့လိုလူမျိုးကိုပဲသူတို့ရွေးတတ်ကြတယ်အဲ့ဒါကြည့်ကောင်းတာကကျမ်းမာရဲဆိုပြီးတော့အုံနောက်ကလူတွေရဲ့အုံနောက်ကတတ်မှတ်ထားတယ် default အနေနဲ့တတ်မှတ်ထားတာပေါ့နော်အဲ့ဒါဒီနေ့စပြီးတော့ကိုယ့်ရဲ့ physical appearance ကိုနည်းနည်းလေး upgrade လုပ်ကြည့်ပါတနေ့ကို 1% လောက်ပဲကောင်းအောင်လုပ်ကြည့်ပါနော်အရန်ကြီးမပြစ်ထားပဲနဲ့ပေါ့နော်ဘာလို့ဆိုတော့ရုပ်ရည်ဆိုတဲ့အရာကလည်းအသက်ကြီးလာရင်ဖြည်းဖြည်းပျက်စီးသွားမယ်ဆိုပေမဲ့ဒါကိုတသက်ရှိဖို့တော့လိုတယ်တော့ကဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးပဲမိပါရှိတော်နေလေးဖြစ်ကြပါစေ